ကျွန်တော်မွေးဆေးဆွဲနေတယ်ကျွန်တော်ဒီနေမှာဘိုးတင်းဥက္ကဋ္ဌတောင်းလာပါတယ်ဒီနေ့ဟောပြောပွဲကမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ဖိတ်ကြားပြီးတော့လူ့ခွင့်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးရှင်းလင်းပွဲလုပ်ဖို့ရည်ရွယ်ပါတယ်ရည်ရတဲ့ရည်ချက်ကဒီမှာမေတ္တာဆိုင်ဆိုတဲ့ဆွေးနွေးဆေးဖြတ်ပြီးပြည်နယ်ထောင်မှုခံရတဲ့တင်နန်းသားတွေကပြည်နယ်တိုင်းဒေသအသီးသီးကလာရောက်ပြီးတော့ဆေးဖြတ်ပြီးပြည်နယ်ထောင်မှုအနည်းဆုံး3လခံရတဲ့တင်နန်းသားတွေဖြစ်ပါတယ်ဒီတင်နန်းသားတွေကဆေးသုံးဆွဲနေတဲ့ဘဝမှာအနှိမ့်ချခံရမှုခွဲခြားခံရမှုဒီပြဿနာတွေရှိတဲ့အတွက်သူတို့တွေရဲ့စိတ်ဓာတ်ကျဆင်းနေတဲ့ပုံမှာလူခွင့်ရေးဆိုင်ရာဘာတွေတော့ငါတို့တွေအနေနဲ့ခွင့်ရေးတွေရှိတယ်ငါတို့ပြည်သူလူတွေကြားထဲမှာသွားလာရောငါတို့အတွက်ခွင့်ရေးတွေဘာတွေရနိုင်တယ်လဲဘာတွေဘလို့တရားဝင်တောင်းဆိုနိုင်တဲ့ခွင့်ရေးတွေရှိလဲဆိုတာသိစေခြင်းနဲ့ရွေချက်နဲ့ဟောပြောပွဲလုပ်တာဖြစ်ပါတယ်အဲ့တော့ဟောပြောပွဲလုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကမပြောဘဲနေတာတဲ့ဆိုင်ပြောနေတာကထိရောက်မှုရှိပါတယ်ဒါကြောင့်မြန်မာနိုင်ငံလူခွင့်ရေးကော်မရှင်နေနဲ့လူမှုအဖွဲ့အစည်းတွေနဲ့ပေါင်းစပ်ပြီးဟောပြောပွဲလုပ်ဖို့ရွေချက်နဲ့ဖိတ်တာဖြစ်ပါတယ်ဒီကဟောဖို့နော်ဟောဖို့ဖိတ်တာကျန်တာတွေကတော့အပိုက်ကဖြစ်သွားပြီလို့ကျွန်တော်ခံယူပါတယ်ဒါကြောင့်ဒီဟောပြောဖို့အထက်မှာသူတို့ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တာတွေတာဝန်ရှိအဒုတိယညီကြိုင်းမှုနဲ့လက်ဆောင်ကြိုင်းမှုကရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့မှတ်တမ်းယူပါတယ်အဲ့တော့အဓိကတော့ပြည်နယ်တိုင်းဒေသအသီးသီးကလူတွေနားထောင်လို့အခုမေးဖြေလုပ်နေရင်းနဲ့ကိုယ့်ရဲ့ကိုယ်ဒေသရောက်သွား sharing လုပ်နိုင်မယ်ဆိုရင်မြန်မာနိုင်ငံလူခွင့်ရေးကောင်စီကအဖွဲ့ကမရောက်တဲ့နေရာမှာရောက်ဒီတင်သားသားတွေကရောက်နေရင်ငါတို့လူခွင့်ရေးကောင်စီကတော့ဘာတွေတော့ပြောတယ်မြန်မာလူခွင့်ရေးအဖွဲ့ကဘာတွေပြောနေတယ်ဘလို့နေတတ်စားတိုင်းကောင်းမယ်ဆိုတာသိလာမယ်ဆိုရင်ဒီနေ့ဒီဟောပြောပွဲလုပ်ရရည်ချက်အောင်မြင်မှာဖြစ်ပါတယ်။နောက်ဒီတင်သားသားတဲ့တာဒီတင်သား146ဦးမှာခမ်းမဝင်140နဲ့ဟောပြောပွဲကိုနားထောင်နေတယ်ဆိုတော့အသိပေးလိုပါတယ်။ဘာသာကြားတွေလည်းပါပါတယ်။ကျွန်တော်တို့ဒီဘာသာကိုလည်းခွဲခြားနှိမ့်ချမှုမရှိပဲတပြေးညီနဲ့ထားပြီးတော့နားထောင်ဝင်ပေးတယ်ဆိုတာပဲမိဘပြည်သူအသိပေးပါလိမ့်နော်။တို့လည်းဆောင်းရရှောင်းရနေတတ်စားတတ်ဖို့တော့ဖြစ်လာတော့နော်။လုံးမလို့ရှိရင်ငါတို့ကတော့မဆိုင်ပါဘူး။ဒီလောက်ကတော့ငါတို့နဲ့မလုပ်သင့်ဘူးလို့မတွေးတော့ဘဲနဲ့နေရာတကာမှာမိမိတို့နဲ့သက်ဆိုင်တဲ့နေရာတစ်ခုတာဝန်တစ်ခုယူနိုင်မယ်ဆိုရင်သူတို့အတွက်ကောနိုင်ငံအတွက်ကောကောင်းမှာဖြစ်ပါတယ်။ဒါအရေးကြီးတဲ့ပြဿနာ။ဘာကြောင့်လဲဆိုလူခွေမသိဘူး။ငါနဲ့မဆိုင်ဘူး။ဒီဟာတော့ငါတို့လုပ်ပေးလို့လည်းမလိုပါဘူးဆိုတဲ့ဟာပေါ့။ဥပမာကျွန်တော်တို့ဒီနိုင်ငံတော်ကအကြီးအကဲတွေပြန်လာတဲ့လူခွေကော်မရှင်နဲ့တွားရောက်ဒီမှာတင်နန်းနားထောင်တဲ့တင်နန်းသားတွေနဲ့ထောက်ကူပြုမယ်နိုင်ပြီးတဲ့အကျိုးရှိမယ်တင်တဲ့အထောက်ပံ့တစ်ခုလုပ်ပေးနိုင်မယ်ဆိုလေလူခွေကော်မရှင်ဆွေးနွေးချက်အောင်မြင်မယ်လို့ကျွန်တော်ခံယူပါဗျာ။